ပြောသားပဲချောရတယ်တို့ဒီနေ့မရည်ရွယ်ပဲမြားလေးကြာပြူကံကိုတယောက်တည်းတက်ဖြစ်ခဲ့တာလေးပါတက်နေပါပြီဒီကတည်းကနေလာဒီမှာဒါလေးကပါရှိလဲဆိုတော့ကြာကံဒါတော့လှပနေရလေးပေါ့ဟိုဘက်ကမြားလိုက် authentic လို့ပြောရပဲ first copy တွေပါတယ်ဟိုဘက်မှာဒီမှာကမုံမိန်တွေလည်းပွင့်နေပါကမုံလဲတော့ခေါ်တော့လာအများကြီးပဲဒီဘက်ဒီမှာပွင့်နေတွေ့လားမသိဘူးအိမ်ထဲမှာစိုက်တဲ့ကိုရံကြီးကမုံနဲ့တူတယ်စိတ်ဆူနေရပဲကြောက်တောင်ကြောက်ကြားမှာစိမ့်ဆူနဲ့ပွင့်နေကြလမ်းကတော့ဘယ်ဟာလည်းမသိဘူးကြည့်ချက်တိုးလိုက်အောင်ထင်းနေတက်လိုက်အောင်ကဲထိပ်ရောက်ပါပြီ12နာရီတိဒါကမြားလိတ်ကြာကန်တောင်ကြာကန်ဖေးကြာပြူကန်ဖေးတောင်အောက်မတည်တယောက်တည်းပဲတက်လာလိုက်တာပြင်လို့နေတော့နေတယ်ဒါပေမဲ့သူလည်းတောက်လျှောက်တက်ရတာဆိုနည်းနည်းတော့မောတယ်မာဒါကကြာပြူကန်ဒါကများလေဟိုးဘက်ကကျွန်တော်လူတွေတက်ကြရဲ့များလေပေါ့နော်ကျွန်းနှစ်ဖားတောင်လို့ပြောတာပဲများလေကတော့ဒီဟာတဲ့ဒါမှများလေတဲ့တက်ချင်သေးတယ်ဒီဘောနေဘက်လေးတစ်ချက်ကြည့်ရအောင်ဆိုတော့ဒီလမ်းလျှောက်လိုက်မယ်နော်ဟိုဘက်ကဒါတောင်ထိပ်ကအောက်ကဖုံကြောင်းကနေတက်လာနေလေလမ်းကွဲတွေလိုမျိုးရှိရင်တော့ညာဘက်ကကြီးပဲလိုက်ခဲ့ရတာပေါ့နော်ဒီလိုမျိုးကြောက်သားတွေနဲ့ပဲချောတော့မချောတက်ရတာလေလူကတော့ချောတယ်ကျွန်တော်ပေါ့ကြည့်အောင်ပြောသားပဲချောရတယ်လို့တက်ပုံရိုက်နေတာတစ်ကမှာပါတော့ဝေးလူမရဘက်ကတိုင်မာနဲ့ထောင်းရိုက်လို့ရတယ်ကြည်လိုက်အောင်တယောက်တည်းတက်သွားတာဆိုတော့ဖုံးကိုဗျာတွေ့ရတဲ့နေ့ကြားထဲမှာညှက်ပြီးတော့မှရိုက်ထားတာအမှပုံကဝါနေတယ်ဘယ်ရမလဲအဲ့ဒါနဲ့နောက်တစ်ခေါက်ဆက်ရိုက်တယ်တောင်ပေါ်မှာကလူရှင်းတယ်ဘယ်သူမှမရှိဘူးကျွန်တော်တယောက်ပဲဒါနဲ့ကိုကြည့်ဒီကြည့်ကိုလက်ဒီလက်တယောက်တည်းပဲပေးခဲ့တယ်ပေါ့ခင်ဗျာတက်သွားတာကတော့တယောက်တည်းနေကင်းလောက်ကြီးမှရောက်သွားဆိုတော့မွန်းတဲ့ချိန်တော့ရောက်နေပေါ့ဒါပေမဲ့လို့နေကတိတ်မပူတော့ကျတော့တက်တောင့်တက်တာတော့ရှိပါတယ်တယောက်တည်းဆိုတော့ဘာလို့အမှန်းလည်းမသိတော့ဘူးဗျာဒါနဲ့ထိုင်လိုက်ထားလိုက်နေပဲပြန်ဆင်းလာခဲ့လိုက်တော့တယ်ပြန်ဆင်းလာတဲ့ဘလော့လေးကိုတော့နောက်နေ့မှတင်ပေးမယ်သုံးကြည့်ပေးကြလို့ကျေးဇူးပါဗျ